ပြီးခဲ့တဲ့အပတ်ကနေဆက်ပြောရရင်နောက်ဆုံးစကားခုနှစ်စီရီရဲ့ဒုတိယအပိုင်းဖြစ်တဲ့လက်ဝါးကပ်တိုင်ပေါ်မှာကျုပ်တို့အတွက်သခင်ဖျားရဲ့နှလုံးသားတွေကငိုကြွေးတံတွေကိုကြည့်ရှုကြပါမယ်။ကျုပ်တို့အတွက်သခင်ဖျားရဲ့မေတ္တာပါတောင်းပန်ချက်တမန်ကျမ်းစာကတဆင့်သာကိုရောဤကျေးဇူးတော်ကိုမျှဝေကြပါစို့။ယောဟန်19:26-28ယေရှုသည်မေတော်နှင့်ကိုရောချစ်တော်မူသောတပည့်တော်သည်အနားမှရပ်နေသည်ကိုမြင်သောအခါကိုရောကမေတော်အားအချင်းမိမသင်ဤသားကိုကြည်ပါဟုမိန့်တော်မူ၏ထို့နောက်တပည့်တော်အားသင်ဤမိခင်ကိုကြည်ပါဟုမိန့်တော်မူ၏ထိုအချိန်မှစ၍တပည့်တော်သည်မေတော်ကိုမိမိအိမ်သို့ခေါ်ဆောင်သွားလေ၏ထိုနောက်ကျမ်းစာပြေဆုံးစေရန်အရာခတ်သိမ်းပြီးမြောက်ပြီးဖြစ်ကြောင်းယေရှုသိတော်မူ၍ငါရေငတ်သည်ဟုမိန့်တော်မူ၏မဿဲ29:46 9နာရီခန့်တွင်ယေရှုသည်ကျဲသောအတန်ဖြင့်အေလိအေလိလာမာရှာဘခတာနိဟုအော်ဟစ်တော်မူ၏ဆိုလိုသည်မှာကျွန်ုပ်၏ဖျားသခင်ကျွန်ုပ်၏ဖျားသခင်အဘယ်ကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု၍ဖြစ်သည်ဖျားသခင်၏သားတော်အနေဖြင့်လူသားကယ်တင်ခြင်းဆိုင်ရာဖျားသခင်အစီအစဉ်တော်ကိုပြည့်စုံစေရန်အတွက်ယေရှု၏နောက်ဆုံးစကားခုနှစ်ခွန်းသည်နည်းနည်းသောဝိညာဉ်ရေးရာအဓိပ္ပာယ်ရှိသည်ဤအဓိပ္ပာယ်ကိုနားလည်ခြင်းသည်ဖျားသခင်၏စစ်မှန်သောသားသမီးများဖြစ်လာရန်မရှိမဖြစ်လိုအပ်ပါသည်ဤအပိုင်းတွင်တတိယစတုထနှင့်ပစ္စမစကလုံးများကိုကြည့်ရှုပါမည်တတိယစကလုံးအချင်းမိမသင်ဤသားကိုကြည်ပါသင်၏အမိကိုကြည်ပါဘာဂျင်မာရိသည်ယေရှုကိုကောင်းကင်ဘုံရှိခမေးတော်ဖျားသခင်၏ပုံရိပ်အဖြစ်မြင်တွေ့ခဲ့ပြီးအမြင့်ဆုံးဂရုစိုက်မှုတစ္ဆာဆောင်သိမှုနှင့်ကာကွယ်မှုတို့ဖြင့်ကိုတော်အားဝတ်ပြုကိုးကွယ်ခဲ့သည်ယေရှုသည်သူမ၏မျက်စိရှေ့တွင်ရက်ဆက်ကြမ်းကြုတ်သောလက်ဝါးကပ်တိုင်မှကိုမျက်ခံရခြင်းကိုခံနိုင်ရရှိခြင်းကိုမြင်တွေ့ရခြင်းကမာရိအားအလွန်စိတ်ထိခိုက်စေခဲ့သည်သူမ၏နှဆိုင်သောဝေဒနာကိုနားလည်ခြင်းယေရှုသည်လက်ဝါးကပ်တိုင်အနီးတွင်ရပ်နေသောမာရိအားခေါ်တော်မူ၏ထိုအချိန်တွင်ကိုတော်သည်သူမကိုမိခင်ဟုမခေါ်ဘဲအမျိုးသမီးဟုခေါ်တော်မူ၏ကိုတော်သည်အဘယ်ကြောင့်ဤသို့ပြုသနည်းကိုတော်၏တဘာဝအတိုင်းဖျားသခင်အနေဖြင့်ယေရှုသည်မိခင်မရှိနိုင်ပါမာရိသည်ဖျားသခင်၏သားတော်အနေဖြင့်ယေရှုသည်လူစားတိခံယူ၍ဤလောကသို့ကြွလာတော်မူသောတစားတော်မျှသာဖြစ်သည်မာရိကိုယ်တိုင်သည်ဖျားသခင်ဖန်ဆင်းတော်မူသောတတဝါတစ်ပါးဖြစ်သည်ဖန်ဆင်းရှင်နှင့်ဖျားသခင်နှင့်တဆူတည်းဖြစ်သောကြောင့်ယေရှုသည်မာရိကိုမိခင်ဟုမှန်ကန်စွာမခေါ်ဆိုနိုင်ပါထွတ်မြောက်ရာ3:14တွင်ဖျားသခင်သည်မိမိကိုယ်ကိုမြည်သူမျှဖန်ဆင်းခြင်းသို့မဟုတ်မွေးဖွားခြင်းမဟုတ်ဘဲမိမိကိုယ်ကိုတည်ရှိကြောင်းကြေညာခဲ့သည်ဖိလိပ္ပိ2:6တွင်ဖော်ပြထားသည့်အတိုင်းယေရှုသည်ဖျားသခင်၏တဘာဝဖြစ်ပြီးကျမ်းစာတွင်မြည်သည့်နေရာတွင်မျှမာရိကိုမိခင်ဟုမခေါ်ဆိုပါထို့အပြင်မာရိသည်မျိုးရိုးဗီဇအရယေရှု၏မိခင်မဖြစ်နိုင်ပါလူသားပရိသန္တိတည်ရန်ဖခင်၏မျိုးစေ့နှင့်မိခင်၏ဥလိုအပ်တော်လဲယေရှုသည်တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ပရိသန္တိတည်ခဲ့သည်မာရိကိုယေရှု၏မိခင်ဖြစ်ကိုးကွယ်ခြင်းသို့မဟုတ်သူမကိုရုပ်တုကိုးကွယ်ခြင်းသည်ထွတ်မြောက်ရာ24ရှိဒုတိယပြတ်တော်ကိုချိုးဖောက်သည်ဖျားသခင်သည်ဖန်ဆင်းထားသောပုံသဏ္ဍာန်ကိုပြုလုပ်ခြင်းဝတ်ပြုခြင်းသို့မဟုတ်ကိုးကွယ်ခြင်းကိုတင်းကျပ်စွာတားမြစ်ထားသည်ထို့နောက်သင်ဤသားကိုကြည့်ရှုလော့ဟုယေရှုမိန့်တော်မူသောအခါမည်သူကိုရည်ညွှန်းနေသနည်းယောဟန်19:26-29ကိုကြည့်ကြပါစို့ယေရှုသည်မေတော်နှင့်ချစ်တော်မူသောတပည့်တော်သည်အနားမှရပ်နေသည်ကိုမြင်တော်မူလျင်မေတော်အားအချင်းမိမသင်ဤသားကိုကြည့်ရှုလော့ဟုမိန့်တော်မူ၏ထို့နောက်တပည့်တော်အားသင်ဤမိခင်ကိုကြည့်ရှုလော့ဟုမိန့်တော်မူ၏သားဆိုသည်မှာယေရှုကိုမဟုတ်ဘဲတပည့်တော်ယောဟန်ကိုရည်ညွှန်းသည်ယေရှုသည်မာရိအားနှစ်သိမ့်မှုပေးရန်အတွက်ယောဟန်ကိုသူမ၏သားအဖြစ်သဘောထားရန်ညွှန်ကြားခဲ့သည်လက်ဝါးကပ်တိုင်ပေါ်တွင်ကြောက်မက်ဖွယ်ကောင်းသောတေဆုံးခါနီးတွင်မာရိသည်မိမိအသက်ထက်ကိုတော်ကိုချစ်ကြောင်းသိရှိတော်မူသောအခါယေရှုသည်သူမအားနှစ်သိမ့်ရန်ကြိုးစားခဲ့သည်ယေရှုသည်ယောဟန်အားသင်၏မိခင်ကိုကြည့်ရှုလော့ဟုမိန့်တော်မူပြီးအပြိုစင်မာရိအားမိမိ၏မိခင်ကဲ့သို့ဆက်ဆံရန်တိုက်တွန်းခဲ့သည်ဤအချက်ကယုံကြည်သူအလုံးသည်ယုံကြည်ခြင်း၌ဝိညာဉ်ရေးမိသားစုတစ်ခုတည်းဖြစ်ကြောင်းဝိညာဉ်ရေးအရာပိုင်ဆိုင်မှုဆိုင်ရာခံစားချက်ကိုအလေးပေးဖော်ပြသည်သခင်ဖျားကိုမယုံကြည်ပါကသွေးသားတော်ဆက်သူများပင်ထာဝရအတူတကွရှိနေနိုင်မည်မဟုတ်ပါမဿဲ
ငါဆက်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်၏အလိုတော်ကိုဆောင်သောသူသည်ငါညီငါနှမငါမိဖြစ်၏ဖျားသခင်၏အလိုတော်ကိုဆောင်သောသူသာလျှင်စစ်မှန်သောမိသားစုဖြစ်ပြီးကောင်းကင်ဘုံ၌အတူတကွရှိလိမ့်မည်စတုထစကားအေလိအေလိလာမာရှာဘတ်ခတာနီအကျွန်ုပ်၏ဖျားသခင်အကျွန်ုပ်၏ဖျားသခင်အဘဲကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်။ယောမစစ်သားများသည်ယေရှုကိုပြင်းထန်စွာရိုက်နှက်ခဲ့ကြသောကြောင့်ကိုရော၏အသားကိုစုပ်ပြဲစေပြီးအယိုးများကိုလက်ဝါးကပ်တိုင်ပေါ်တွင်ဖော်ထုတ်ပြသခဲ့သည်။6 နာရီကြာလက်ဝါးကပ်တိုင်မှာတန်မှုနှင့်ရိုက်ခံရပြီးသွေးထွက်နေတာကြောင့်ယေရှုမှာဘာခွန်အားကြံခဲ့မှလဲဒါပေမဲ့ယေရှုကအေလိအေလိလာမာရှဘတ်ခတာနီလို့ကျဲလောင်စွာအော်ဟစ်ခဲ့တယ်။ဘာကြောင့်လဲလက်ဝါးကပ်တိုင်ပေါ်ကယေရှုရဲ့စကားခုနှစ်ခွန်းဟာလူတိုင်းအတွက်နက်နဲတဲ့ဝိညာဉ်ရေးရာအဓိပ္ပာယ်ကိုတည်ဆောင်ထားပါတယ်။ဒါပေမဲ့ဒီစကားတွေကိုတခြားသူတွေမကြားရဘူးဆိုရင်အသုံးမဝင်ပါဘူး။ယေရှုသည်သူ၏စကားများကိုကျမ်းစာတွင်တိကျစွာမှတ်တမ်းတင်ထားကြောင်းသေချာစေရန်ကျဲလောင်စွာမိန့်တော်မူခဲ့သည်။အချို့ကကိုတော်သည်နာကျင်စွာအော်ဟစ်ပြီးဖျားသခင်ကိုအပြစ်တင်ကြသည်ဟုယုံကြည်ကြတော်လဲယင်းသည်မမှန်ပါမထီမဲ့မြင်ပြုခြင်းဒုက္ခဆင်းရဲခြင်းနှင့်ဝေဒနာအလုံးကိုခံစားခဲ့ရသူသည်ကိုတော်တည်ဆုံးချိန်တွင်ဖျားသခင်ကိုအပြစ်တင်မည်မဟုတ်ပါသို့ဆိုလျှင်ယေရှုသည်အဘယ်ကြောင့်အေလိအေလိလာမှာရှဘတ်ခတာနီဟုအော်ဟစ်ခဲ့သည်အကျွန်ုပ်၏ဖျားသခင်အကျွန်ုပ်၏ဖျားသခင်အဘဲကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်ပထမဦးစွာယေရှုသည်လူသားအလုံး၏အပြစ်များအတွက်အပြစ်ဖြေရန်လက်ဝါးကပ်တိုင်မှအသေးခံခဲ့ကြောင်းကြွေးကြော်ခဲ့သည်ဤကြွေးကြော်သံသည်အပြစ်အနာအစာကင်းသောယေရှုသည်အပြစ်သားများကိုကယ်တင်ရန်လက်ဝါးကပ်တိုင်မှအသေးခံခဲ့ကြောင်းဖော်ပြသည်လက်ဝါးကပ်တိုင်ပေါ်တွင်ကိုရောဤရစ်ပူဇော်ခြင်းအသေးခံခြင်းကိုကြေညာသည့်ကြွေးကြော်သံမှတ်သားထားရမည့်အရေးကြီးသောအချက်မှာယေရှုသည်ဖျားသခင်ကိုခမဲတော်ဟုအမြဲခေါ်ခဲ့တော်လဲဤနေရာတွင်ကိုတော်သည်ကိုတော်အားဖျားသခင်ဟုခေါ်ဆိုသည်ယင်းမှာယေရှုသည်လူသား၏နေရာကိုလက်ဝါးကပ်တိုင်ပေါ်တွင်ယူဆောင်ခဲ့ပြီးအပြစ်သားများသည်ဖျားသခင်ကိုခမဲတော်ဟုမခေါ်နိုင်သောကြောင့်ဖြစ်သည်လောက၏အပြစ်အလုံးကိုတည်ဆောင်တော်မူသောအရှင်အနေဖြင့်ဖျားသခင်ကကိုတော်အားစွန့်ပစ်ခဲ့ပြီးကိုတော်အားခမဲတော်ဟုမခေါ်နိုင်ဘဲဖျားသခင်ဟုသာအော်ဟစ်ခဲ့သည်ဒုတိယအချက်အနေနဲ့ယေရှုဟာလူသားတွေအတွက်အသေးခံခဲ့တယ်ဆိုတာလူအများမသိရှိကြပါဘူး။ဒါကြောင့်သေခြင်းလမ်းပေါ်မှာရှိနေသေးတဲ့ဝိညာဉ်တွေကိုသတိပေးဖို့နဲ့နှိုးကြားစေဖို့အော်ဟစ်ခဲ့ပါတယ်။ဖျားသခင်ကယေရှုကိုကျုပ်တို့အတွက်လက်ဝါးကပ်တိုင်မှာအသေးခံဖို့အနှံခဲ့ပြီးဖျားသခင်ကသူ့ကိုဘာကြောင့်စွန့်ပစ်ခဲ့တယ်ဆိုတာယေရှုသိပေမဲ့လက်ဝါးကပ်တိုင်မှာရိုက်ထားတဲ့လူတွေကတော့နားမလည်ကြပါဘူး။ယေရှုကအကျွန်ုပ်၏ဖျားသခင်အကျွန်ုပ်၏ဖျားသခင်အဘဲကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်လို့အော်ဟစ်ခဲ့ပါတယ်။မတိနားမလဲသူများနောင်တရပြီးကဲတင်ခြင်းရရှိရန်အော်ဟစ်ခဲ့ကြသည်။ကျွန်ုပ်တို့သည်ဤဝိညာဉ်ရေးရာအဓိပ္ပာယ်ကိုသဘောပေါက်ပြီးဖျားသခင်မုန်းတီးသောအပြစ်များကိုလျင်မြန်စွာစွန့်ပစ်ရမည်။ပင်စမကကားလုံးငါရေငဲ့သည်။ယေရှုသည်ပူပြင်းသောနေအောင်အောက်တွင်နာရီပေါင်းများစွာလက်ဝါးကပ်တိုင်ပေါ်တွင်ရှိနေခဲ့ပြီးသွေးထွက်တန်ယိုဖြစ်ကမောဘနွမ်းနယ်ကစကလုံးများဖြင့်မရေမတွက်နိုင်အောင်ရေငက်နေခဲ့သည်လူများသည်ရေငက်ခြင်းသည်စာလောင်မှုတိတ်ခြင်းထက်ခန္ဓာရည်ရှိရန်ခက်ခဲသည်ဟုမကြာခဏပြောကြသည်ဒါပေမဲ့ယေရှုကရုပ်ပိုင်းဆိုင်ရာရေငက်မှုကြောင့်သာငါရေငက်တယ်လို့မပြောခဲ့ပါဘူးဒါဟာရုပ်ပိုင်းဆိုင်ရာဝေဒနာတွေထက်ကိုယ်နဲ့ဆိုင်တဲ့ဝိညာဉ်ရေးရာရေငက်မှုပါယေရှုရဲ့အော်ဟစ်တန်ကငါသည်ငါအသွေးကိုတွန်းလောင်းသောကြောင့်ရေငက်ပါ၏ငါအသွေး၏အဖိုးအခကိုပေးဆောင်ခြင်းဖြင့်ဤရေငတ်မှုကိုငြိမ်းစေတော်မူပါတေခြင်းစီသို့ဥတည်နေသောဝိညာဉ်များကိုကယ်တင်ပြီးကောင်းကင်ဘုံသို့ပို့ဆောင်ပေးရန်တောင်းဆိုချက်ဖြစ်သည်ဤဝိညာဉ်ရေးဆိုင်ရာအဓိပ္ပာယ်ကိုမသိရှိဘဲလူတို့၏တုံ့ပြန်မှုမှာယောဟန်19:19တွင်ဖော်ပြထားသည့်အတိုင်းဟုတုတ်ပင်၏အကိုင်းပေါ်တွင်ရေမြုပ်ဖြင့်စိမ်ထားသောခြင်သောစပြည့်ရည်ကိုကိုတော်အားပေးခြင်းဖြစ်သည်စာလံ6:9-20တွင်ပရောဖက်ပြုထားသည့်အတိုင်းဤရာသည်ပြည့်စုံခဲ့သည်သူတို့သည်ငါအစာအတွက်ဆေးခါးကိုပေးကြ၏ငါရေငက်ခြင်းအတွက်ရှာလကာရည်ကိုပေးကြ၏ယေရှုသည်ခြင်သောစပြည့်ရည်ကိုမြည်ဆန်းခြင်း၏ဝိညာဉ်ရေးဆိုင်ရာအဓိပ္ပာယ်ကအဘယ်နည်း
ယေရှုသည်လူသားတို့၏အပြစ်များကိုဖြေလွတ်ခြင်းဖြင့်လက်ဝါးကပ်တိုင်ပေါ်ရှိခြင်းသောစပြည့်ရည်ကိုမြည်ဆန်းခြင်းအားဖြင့်ကျွန်ုပ်တို့အားစပြည့်ရည်အသစ်ကိုတောက်သုံးနိုင်စေခဲ့သည်စပြည့်ရည်အသစ်သည်ယေရှုအားဖြင့်ပြည့်စုံသောဓမ္မသစ်ကျမ်းရှိမေတ္တာတရားကိုကိုးစားပြုသည်ဓမ္မဟောင်းကျမ်းတွင်အပြစ်အတွက်ပြစ်ဒဏ်ပေးရန်လိုအပ်ပြီးခွင့်လွှတ်ခြင်းအတွက်တိရစ္ဆာန်ရဲ့ပူဇော်ရန်လိုအပ်ပါသည်သို့သောဓမ္မသစ်ကျမ်းတွင်ယေရှုကိုယ်တော်တိုင်အပြစ်ဖြေရာရေးဖြစ်လာခဲ့သည်ပြည့်ညတ်တရား၏ကျင့်ခြင်းမှကျွန်ုပ်တို့ကိုရွေးနှုတ်တော်မူ၏ယေရှုသည်ကျွန်ုပ်တို့အတွက်ခြင်းသောစပြည့်ရည်ကိုမြည်ဆန်းခဲ့သည်ထို့ကြောင့်သခင်၏မေတ္တာတော်ကိုယုံကြည်ပြီးနှလုံးသားမှမိမိတို့၏အပြစ်များကိုနောင်တရသူတိုင်းသည်ထိုယုံကြည်ခြင်းအပြင်မိမိတို့၏အပြစ်အလုံးမှခွင့်လွှတ်ခံရနိုင်သည်ဤဒီမှာဖျားသခင်၏စီမံမှုဖြစ်သည်ယေရှုသည်ခြင်းသောစပြည့်ရည်ကိုမြည်ဆန်း၍ကျွန်ုပ်တို့အားတောက်ရန်စပြည့်ရည်အသစ်ကိုပေးတော်မူ၏ယခုတိုင်အောင်ပင်နှစ်ပေါင်း2000ကြာပြီးနောက်တွင်ပင်သခင်ဖျားသည်ငါရေငဲ့၏ဟုအော်ဟစ်နေဆဲဖြစ်သည်ဤရေငဲ့ခြင်းသည်ကိုရောဤသွေးသွန်းလောင်းခြင်းမှပေါ်ပေါက်လာခြင်းဖြစ်သည်ယေရှုသည်ကိုရောဤသွေးကိုသွန်းလောင်းပြီးတေဆုံးရခြင်း၏အကြောင်းရင်းမှာကျွန်ုပ်တို့၏အပြစ်များအတွက်အပြစ်ဖြေရန်နှင့်စစ်မှန်သောအသက်ကိုပေးဆောင်ရန်ဖြစ်သည်လက်ဝါးကပ်တိုင်ဤသွေးဖြင့်ကယ်တင်ခြင်းခံရသူများသည်ကိုရောဤသွေး၏အဖိုးအခကိုပေးဆောင်ရမည်အသွေးတော်၏အဖိုးအခကိုပေးဆက်ခြင်းဖြင့်ကိုရော၏ရေငဲ့ခြင်းကိုပြေပြောက်စေခြင်းသည်ဝိညာဉ်များကိုကယ်တင်ပြီးကောင်းကင်ဘုံသို့ပို့ဆောင်ရန်ဖြစ်သည်လူအများသည်သခင်၏မေတ္တာတော်ကိုမသိရှိကြဘဲဘဝတစ်လျှောက်လုံးလှည့်လည်သွားလာနေကြဆဲဖြစ်သည်တမန်တရားကိုမျှဝေခြင်းနှင့်အခြားသူများကိုကယ်တင်ခြင်းသို့လမ်းညွှန်ပေးခြင်းဖြင့်သခင်၏ရေငဲ့ခြင်းကိုပြေပြောက်စေပါစေသင်အတွက်ဆုတောင်းပေးပါရစေအဖဖရာသခင်ကိုရောဤတပါးတည်းသောသားတော်ယေရှုကိုကျွန်ုပ်တို့အတွက်ဤလောကသို့ဆေလွတ်တော်မူခဲ့ပြီးယေရှုသည်လူသားတို့၏အပြစ်များကိုခွင့်လွှတ်ရန်လက်ဝါးကပ်တိုင်ပေါ်တွင်အသေးခံခဲ့သည်သို့သောကိုရောဤတည်ခြင်းဤဝေဒနာကိုခံစားရတော်လဲကိုရောဤနောက်ဆုံးစကားများကိုကျွန်ုပ်တို့၏နှလုံးသားထဲသို့အနက်အဓိပ္ပာယ်ကိုဖော်ပြခြင်းဖြင့်ကျွန်ုပ်တို့အားစိတ်ရင်းမှန်ဖြင့်ပြောကြားခဲ့ပါသည်ယခုအခါကျွန်ုပ်တို့သည်အလင်းနှင့်အမှန်တရား၌အသက်ရှင်ကြပါစို့လက်ဝါးကပ်တိုင်မှကိုရောဤအော်ဟစ်တန်ကိုအောက်မေ့ပြီးခရစ်တော်ဤယနံ့သည်လောကအတွက်နှင့်ဧဝံဂေလိတရားဝင်ငှသူများအတွက်ဖြစ်လာပါစေကိုရောဤကြီးမားသောကျေးဇူးတော်နှင့်မေတ္တာတော်အတွက်ကျေးဇူးတင်ပါသည်ကျွန်ုပ်တို့ဤသခင်ယေရှုခရစ်၏နာမ၌ဆုတောင်းပါ၏အာမင်